နင်ငါ့ကိုရုပ်ဆိုးရပြောတယ်နင်ရုပ်ပြပါကျေးဇူးပါလက်ခံလိုက်ပါမယ်ရှင်တမျိုးပဲအခါနောက်ဆုံးအစင်နဲ့လောက်ကြအောင်ဟေးလောင်နေတာတော့နေမိန်းကလေးဆိုရင်ဘာလို့မိန်းကလေးချင်းလောင်တာလားဗါအငုံလားငုံနေရလားဟလားတနာလိုက်တာငုံစိတ်ကြီးနဲ့လှုပ်ပေးအောင်ငုံစိတ်ကြီးနဲ့ကောင်းမဆောက်ချက်မရှိဘူးလားသူများလိုက်လာပြီးတော့မိန်းကလေးချင်းငုံအောင်စိတ်ထားလေးကိုဖြူစအောင်ထားညီမလေးငါ့လိုထန်နေတာမှနေထန်လို့ရလို့ထန်နေဆိုတာဘာကိုပြောရလဲဘာကိုပြောရလဲမရှိဘူးလေအေးပေါ့ကျေးဇူးပါဘာမဒူဘိုင်လာဒူဘိုင်လာငါပြူးတွေမရှိတော့ကဲကြတာဆက်ပြောတက်ချောက်ပို့လားငါပုံယူနေတက်ချောက်ပို့လား你叫他跳路呀？မင်္ဂလာပါရှင်သိပြီဟဲ့နိုးကတွဲနေပြီအမတဲ့နိုးပြားမမနာလို့ဖြစ်နေလို့ကြငါတို့မိဘအဲ့လိုမတင်ပေးထားဘူးမိန်းကလေးချင်းအဲ့လိုမျိုးမနာလို့စိတ်တွေပါမထားငါတို့မိဘမတင်ပေးထားဘူးဟဲ့ဒီလားနင့်မြန်ပူလောင်လိုက်တာဟဲ့သူများလိုက်တဲ့ဟိုမှာလာပြီးတော့လောင်နေရတယ်လို့မန်နင်ကအောက်ကမန်ငါနေအပေါ်ကြီးကပထိုင်ပြီးတော့ကြည့်မန်စိတ်ထားကိုဖူးစအောင်ထားစောက်ကမပြနိုင်မဲနဲ့ဘယ်လိုဝိုင်းဒူးတွေလားဘယ်လိုဝိုင်းဒူးတွေလားချိခဲ့လားဤခဲ့လားချိခဲ့လားစတိုင်အောင်လဲမေးပေးရောစောက်ကိုလက်အုပ်လောင်နဲ့တအားလောင်ရမဟုတ်ရီနေရရီလေးနေရီပြီးသိသွားအောင်မရီလေးအနည်းဆောက်ကြအောင်ဒီငါဆောက်ကြမှာမဟုတ်တယ်ဒီလိုပါပဲဘဝတွေအဲ့လိုပဲလေနေထိုင်မုန်းခံရတာတဲ့အော်ဘာမောစအစမ်းမောင်ငါတော့ကတကယ်တော့ငါလိုက်တယ်ဘာဖြစ်သွားမဲနေတယ်လို့ငါကလည်းမလန်းဝယ်ဒီနေ့ဒုက္ခလူချင်းဝယ်ဟဲ့အနီဝယ်လိုက်လူချင်းချွေးတွေထွက်နေပြီလို့လောက်ကြဘာတွေဖြစ်နေလို့လိမ်များရလားတယောက်တည်းဟောင်းလာမြတ်လို့ဟဲ့တကယ်ချင်းလားသူ့သွားကြိုက်ကြမယ်ငါတယောက်တည်းမကြိုက်ရေးလို့လိုက်ခဲ့ပါအောင်လိမ်များနဲ့ကြိုက်ငါစောက်လွန်လာညလို့နှုတ်ပြီးငါထည့်ရမှာလို့ကြိုက်ဒီနေ့မှဆက်ဆက်လွှင့်ပါတယ်စောက်အားဘူးတွေငါလာများဒုက္ခနေရတဲ့အလုံးရှုပ်တယ်နေရတဲ့အလုံးရှုပ်ငါကရမှာမကရအောင်လည်းလုံးကြအရေးနှစ်လာအောင်ညီးချိုင်းကနေတောက်လို့နေတောက်လို့တောက်ချင်ပြော
မနေ့ကနေမကောင်းဘူးတော့နေမကောင်းဟာနေမကောင်းတက်လာတာငါတိနေတယ်လို့ပဲနော်အခုငါလာမန်းနဲ့နှစ်ကောင်သူတို့ကြည့်တော့ဟဲ့စောက်ပြစ်မရှိဘူးပုံလည်းမတင်ဘူးပြီးဂျပန်လားပါလေစောက်တက်တာလည်းမဟုတ်ဘူးဂျပန်လိုပါလို့နဲ့စောက်ပုံလည်းမတင်ဘူးကြည့်မဲ့အဲ့လိုမျိုးဟာတွေကငါတို့နဲ့မတူဘူးလေတန်းမတူတော့မန့်မှာနင်တို့ကအောက်ကလက်ညောင်းခံပြီးမန့်နင်တို့ကြည့်အောင်လေငါလိုက်သေးတော့လာပြီးနင်တို့ပူလောင်နေရဆိုတော့နင်တို့စာရင်လေးတွေနော်လူကနေရတာခဏလေးကိုလာပူလောင်တယ်သူများကိုကြည့်မနာလုံးဆိုလဲရေလေးတောက်ပြီးတော့ဒီတိုင်းလေးပဲနေ